အခုချိန်မှာပေါ့နော်ကျမတို့ကုန်စည်နှုန်းတွေလည်းတက်နေတယ်လုပ်ငန်းတစ်ခုထဲနဲ့ဆိုရင်ရက်တီလို့မရတော့ဘူးပေါ့နော်အပူဝင်ငွေလေးလည်းလောက်ချင်တယ်ဒုတိယဝင်ငွေလေးလည်းလောက်ချင်တယ်လုပ်ငန်းလေးတသေးလေးတစ်ခုလည်းစချင်တယ်ဆိုရင်ကျမတို့ပန်းစည်းလုပ်ငန်းလေးကိုစလို့ရပါတယ်ဒါလေးကတော့ကျမတို့ရဲ့ပန်းစည်းလုပ်ငန်းလေးအသေးစားစဖို့ package A လေးပါနော် package A ပါဒါလေးဒီ package A ထဲမှာပါလဲဆိုရင်ဒီ pot အစိုးနှစ်သုံးပါပါတယ်နော်ပန်းစည်းအစိုးလေးစီလို့ရတဲ့ pot အစိုးနှစ်သုံးပါပါမယ်ပြီးရင်ပန်းစည်းအချောက်တွေမုံပန်းစည်းတွေအယုတ်ပန်းစည်းတွေစီဖို့ pot 6လေး၄ခုပါပါမယ်နော်၄ခုပါပါမယ်ပြီးရင်လုပ်ငန်းစဖို့ဒီလိုပန်းစည်းစီးဖို့ဒီလိုတိတ်တောင်ပါပါမယ်တိတ်တောင်မှာ12ခုတော့ပါပါတယ်နော်ပြီးပြီဆိုရင်ဒီကပတ်စံထဲတဲ့ plastic အိတ်လေးကနေရာဝင်းကျင်တစ်ထုပ်ပါပါမယ်ဒါတော့ပန်းညက်ကက်ကြီးလေးတစ်ခုပေါ့နော်အဲ့ဟာလေးပါပါမယ်ပြီးရင်အဆူရက်ချွေတဲ့အညက်လေးတစ်ခုပါပါမယ်ပြီးရင်ဖဲကျိုးခွေလေးအပြည့်တစ်ခွေပါပါမယ်နော်ပြီးပြီဆိုရင်ဒီဝါကွန်းလေးတန်းစစ်အဆိုစီရဲ့ဝါကွန်းလေးအလိတ်ကြီးတစ်လိတ်ပါပါမယ်နော်ပြီးရင်စီစိန်လေးတစ်ထုပ်ပါပါမယ်အရွက်20လောက်ရှိပါမယ်နော်ပြီးပြီဒီပေပါလေးကတော့နေရောင်လေးပါပါမယ်တစ်ထုပ်မှာအရွက်20ပါပါတယ်ဒါကတော့လိုက်ဖက်အောင်အရောင်လေးဆက်ပေးမယ်ပေါ့နော်အနုအရင်လေးဆက်ပေးပါမယ်အဲ့ဟာလေး2ထုပ်ပါပါမယ်ပြီးပြီဆိုရင်ဒီလိုရေပွင်းနှင်းစီကိုအပွင့်အယောင်ဆုံးအပွင့်90ပါတပူးပါပါမယ်အဲ့ဟာဒါလေးကတော့ package A ပေါ့နော်စေးနှုန်းကတော့တသိန်းပါရှင်အခုမှလုပ်ငန်းစတဲ့ last search နဲ့တူအတွက်ပေါ့နော်အပေါ်ဝင်ငွေလောက်ချင်တဲ့တူတွေအတွက်ဒါကတော့အသေးစားပေါ့နော်အရင်းနှီးပေါ့တသိန်းကနေစပြီးတော့လုပ်လို့ရပါတယ်မှာမယ်ဆိုရင် Facebook page New Way Flower Shop ပေါ့နော် Viber ဆိုရင်40နဲ့98896ကိုဆက်တွယ်ပြီးတော့မာယူလို့ရပါတယ်ပို့ပေးရင်တော့ဒီလိုဖာလေးနဲ့ပို့ပေးမှာပေါ့နော်အားလုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်